မင်္ဂလာပါဒါလေးကိုဖွင့်ကြနော်ကဲဆရာတို့နေ့သင်ကြားမှုလေးကိုစတင်ပါမယ်ဟုတ်ပြီနော်ဒီနေ့သင်ကြားမှုမှာ calculator လေးတွေလိုအပ်ပါမယ်တပည့်တို့ဟုတ်ပြီ calculator လေးတွေအသင့်ပြင်ထားပေးပါတော်ခွင့်ရအောင်ဗျာကဲဥစ္စာလေးတွေအားလုံးတွေ့ရလားတပည့်တို့တွေ့ရပါတယ်ဟုတ်တယ် တွေ့ရဟုတ်ပြီမိကွန်းကဆရာတို့ကဘာပြောလဲဆိုတော့ use a calculator ကဏ္ဍမောက်ဇက်ကိုအသုံးပြုပါတဲ့ as needed to find the value of expression as directed ညွှန်ကြားထားတဲ့အတိုင်းas directed ညွှန်ကြားထားတဲ့အတိုင်း to find the value of the expression ဖော်ပြချက်တွေရဲ့တန်ဖိုးကိုရှာဖို့အတွက် calculator ကိုသုံးပေးပါတဲ့ဒါမျိုးမယ်ဖော်ပြချက်တွေအတိုင်း ဟုတ်ပြ ညွှန်ကြားထားတဲ့အတိုင်းဖော်ပြချက်တွေရဲ့တန်ဖိုးကိုအသုံးပြုဖို့အတွက် calculator ကိုအသုံးပြုပေးပါတဲ့အဲ့တော့ပု္ပ္ပာကို၌ကိုက calculator ကိုသုံးပါလို့ပြောတဲ့အတွက်ကြောင့်တို့ဆရာတပည့်တွေ calculator ကိုသုံးပြီးတော့တွက်ကြည့်အောင်အဲ့တော့ဆရာကမိကွန်းအချမ်းမြင်ပြောမယ်ပြောပြီးတော့ဆရာတို့တွက်သွားကြကဲနံပါတ်1ကတပည့်တို့ကိုပေးထားလဲဆိုတော့ 5x square ခဏလေးဆရာနံပါတ်လေးတက်လိုက်ပါဦးမယ်မိကွန်းနံပါတ်1မိကွန်းနံပါတ်1ကတပည့်တို့ကိုပေးထားတယ်လဲဆိုတော့ 5x square plus 3x plus 5ဒါလေးပေးထားတယ်ပြီးတော့မိကွန်းကကလေးတို့ဘာညွှန်ကြားထားလဲဆိုတော့ x ရဲ့နေရာမှာ2ထည့်တွက်ပေးပါတဲ့ x ရဲ့နေရာမှာ2ကိုထည့်တွက်ပါတယ်အဲ့တော့ x ရဲ့နေရာမှာ2ထည့်တွက်ပါလို့ညွှန်ကြားထားတဲ့အတွက်ကြောင့်ဆရာက x မှန်သမျှနေရာတွေမှာ2ကိုဆရာအစားသွင်းမယ် x နေရာမှန်သမျှမှာ2ကိုဆရာအစားသွင်းလိုက်တော့ဟောဒီလိုလေးဖြစ်သွားတယ်နားလဲသလားကလေးတို့နားလဲတယ်နော်နားလဲပါတယ်ဆရာနားလဲပါတယ်သူကလိုအပ်မယ်ဆိုရင် calculator သုံးတယ် as needed use a calculator as needed သူကဒီလိုပေးထားတာတပည့်တို့ use a calculator as needed လိုမယ်ထင်ရင်တဲ့ calculator ကိုသုံးတယ်လိုရင်သုံးမလိုရင်တော့မသုံးနဲ့ပေါ့ကွာအဲ့တော့တပည့်တို့ကအခုရောက်နေတဲ့အခြေအနေမှာဒီတိုင်းတွက်လို့ရသလား calculator သုံးမှရမှာလားဒါကတော့တူးတယောက်ချင်းစီတူမှာမဟုတ်ဘူးအဲ့တော့ဒီတိုင်းတွက်နိုင်တဲ့ဒီတိုင်းတွက်မတွက်နိုင်လို့ calculator သုံးမယ်ဆိုလဲပဲခွင့်ပြုထားတာဖြစ်တဲ့အတွက်ကြောင့်သုံးလို့ရပါတယ်ဆရာကတော့ဒီတိုင်းပြီ၄ပါဆရာဘာနဲ့မြောက်တော့20ဟုတ်ပြီနှစ်3လီက6ပါပြီးရင်9နဲ့ပြန်ပေါင်းမယ်အဲ့တော့20ကိုတွက်ရလွယ်အောင်ဘယ်လိုတွက်မလဲဆို20ကိုနောက်ဆုံးက9နဲ့အရင်ပေါင်းလိုက်25 31ပါဟုတ်တယ်ပါ31ပါနားလည်သလား
နောက်တစ်ပုတ်ကမိကွန်းနံပါတ်2မိကွန်းနံပါတ်2ကတပည့်တို့ဗာပေးထားတယ်လဲဆိုတော့ မိကွန်းနံပါတ်2က square root of 7x plus 2x x ညမှာ9ကိုထည့်တွက်ပေးပါတဲ့ x ညမှာ9ထည့်တွက်အဲ့ဒီလိုတွက်တဲ့ခါမှာလဲတဲ့ to the nearest tens to the nearest tens လို့ပြင်ဆယ်လီစိတ်လို့ပြောတာဆယ်လီစိတ်ဆိုတာဒသမအနောက်မှာကိန်းနှလုံးလို့ပြောတာလားဒသမအနောက်မှာကိန်းတစ်လုံးလို့ပြောတာလား နှလုံး ကိန်း ပါ နဲ့ ကိန်းတစ်လုံးတော့တပည့်ဒသမရဲ့အနောက်မှာဒသမရဲ့ရှေ့မှာဆိုရင်90ရာဒီလိုသွားတယ်ဒသမရဲ့ရှေ့မှာဆိုဒသမရဲ့နောက်မှာဆိုရင်တပည့်တို့ရေဆယ်လီစိတ်ရာလီစိတ်ထောင်လီစိတ်ဒီလိုသွားတယ်အဲ့တော့ 10 ဆိုတာကဆယ်လီစိတ်ကိုပြောတာဆယ်လီစိတ်ဖြစ်တဲ့အတွက်ကြောင့်ဒသမရဲ့အနောက်မှာကိန်းတစ်လုံးပဲယူရမယ်ဆရာပြောတာနားလည်သလား နားလဲပါ ဟုတ်ပြီဒါဆိုရင်ဆရာကဆက်ပြောတော့မယ်ဒသမရဲ့အနောက်မှာကိန်းတစ်လုံးယူနိုင်ဖို့အတွက်တပည့်တို့တွက်တဲ့အခါမှာဒသမရဲ့အနောက်မှာကိန်းနှလုံးနဲ့တွက်အဖြေကိုရောက်မှဒသမရဲ့အနောက်မှာကိန်းတစ်လုံးနဲ့ဆရာတို့ပေးမယ်ပြန်ပြောမယ်ဟိုကဆရာတို့ကိုဘာတွက်တယ်လဲဆိုတော့ square root of 7x plus 2x ကိုတွက်ခိုင်းတယ်ဟုတ်ပြီအဲ့ဒါကိုတွက်ဖို့အတွက်ဘာတွေထပ်ပြောလဲဆိုတော့ x နေရာမှာ9ကိုထည့်တွက်ပေးပါတဲ့ x နေရာမှာ9ကိုထည့်တွက်ပါတဲ့ပြီးသွားရင်အနီးဆုံးဆယ်လီစိတ်အထိအဖြေကိုထုတ်ပါတဲ့အနီးဆုံးဆယ်လီစိတ်အထိဆယ်လီစိတ်ဆိုတာဒသမတစ်နေရာကိုပြောတာပါအဲ့တော့တပည့်တို့ရဲ့အဖြေမှာဒသမတစ်နေရာရှိရအဖြေမှာဒသမတစ်နေရာရနိုင်ဖို့အတွက်သေချာမှတ်ပါတွက်ချက်မှုမှာဒသမ2နေရာနဲ့တွက်အဖြေမှာဒသမ1နေရာရဖို့အတွက်ကလေးတို့ရဲ့တွက်ချက်မှုကိုဒသမ2နေရာနဲ့တွက်ကဲတွက်ကြည့်ကြစို့ကဲ x မှာဘယ်လောက်ထက်တွက်ခိုင်းလဲ 5ပါဆရာ 5ကိုထက်တွက်ခိုင်းတယ်7နဲ့5နဲ့ကထားတာလဲကလေးတို့ မြောက်ထား 7နဲ့ ပါ ဒါကြောင့်7နဲ့8နဲ့မြှောက်ထားတဲ့အတွက် x ညမှာအစားသွင်းတဲ့5နဲ့7နဲ့မြှောက်ရဒီထိနားလဲသလား နားလဲပါ နားလဲပါတယ် 9 5လီက 35ပါ 25 2 5လီက 30 square root of 35 calculator နှိပ်ပေးပါနှိပ်ပြီးတော့ဒသမ3နေရာထိဆရာကိုပြောပြပါ 5.916 5.918 မှန်သလားဟဲ့ဆရာကြီး 16ပါဆရာ 6 ပါဆရာ 916 916လားဟုတ်ပြီဒီလိုဟုတ်တယ်နော်ဒါပေမဲ့ဆရာကိုလိုအဖြေမှာဒသမဘယ်နှစ်နေရာလိုချင်တာလဲအဖြေမှာ တနေရပါ နေရာ နေရာရဖို့အတွက်တွက်ရင်ဘယ်နှစ်နေရာတွက် နေရာ နှစ်နေရတွက်ပါမယ် နေရာတွက်မှာဆိုတော့ဘယ်သူ့ကိုဖယ်ရတော့မလဲ6ကိုဖယ်ရတော့မယ်ဟုတ်သလား ဟုတ် 6ကိုဖယ်လိုက်တဲ့အတွက်ကြောင့်91ကနေဘယ်လောက်ဖြစ်သွားမလဲဆိုတော့92ဖြစ်သွားမယ်နားလည်လား လဲပါ နားလဲပါတယ် အဲ့တော့ပေါင်းလိုက်တော့ဟောမှာဂယုစိုက်ပါကိန်းပြည့်အချင်းချင်းပဲပေါင်းရမယ်နော်30ကိုဒီလိုရေးရမယ်အဲ့တော့တပည့်တို့ရဲ့အဖြစ်က 60.92 ကဲနောက်ဆုံးဖြေကိုစဉ်းစားဒသမရဲ့အနောက်မှာဘယ်နှလုံးပဲရှိရ
တစ်လုံးပါ အလုံးပါ ဒါဆိုဘသူ့ကိုခြံထားခဲ့ရမလဲ တူကိုပါ သူ့ကိုခြံထားခဲ့တဲ့အတွက်ကြောင့်ရှေ့ကိုတစ်တိုးစရာလိုသလား မလိုပါဘူး သူ့တော့ 50.9 ဒီဝိုင်းနာ နားလည်လားဟေး အားလဲပါတယ် အားလည်းပါ အဲ့တော့ဒီဥစ္စာလေးမှာဆရာပြောချင်တာတစ်ခုရှိတယ်တကယ်လို့ 15.2 မဟုတ်ဘဲနဲ့ 15.9 ဖြစ်နေခဲ့မယ်ဆိုရင်ဟောကြည့်မယ်ဘသူ့ကိုခြံခဲ့ရမလဲ 6ကိုချန်ခဲ့ရပါမယ် ကိုခြံတော့ကိုကိုဒီတိုင်းထားမလားတစ်တိုးမလား တစ်တိုးပါ တိုး မယ် ပါ ကိုတစ်တိုးလိုက်တော့ဘယ်လောက်ဖြစ်သွားမလဲ 30ပါ ဖြစ်သွားမယ်ဒါကြောင့်3ညရေး1.15ကိုသွားပေါင်းရတယ်ဒီလိုဖြေရတယ်နားလဲသလား နားလဲပါ အဲ့ဒီမှာ16ဖြစ်သွားတယ်ဆိုပြီးတော့ဓာတ်ထည့်မရင်အမှတ်မရဘူးเนาะဘာကြောင့်လဲပု္ပ္ပာကိုထိုက်ကိုကဒသမရဲ့အနောက်မှာကိန်းတစ်လုံးရှိရမယ်လို့ပြောထားတဲ့အတွက်ကြောင့်ဒသမရဲ့အနောက်မှာကိန်းတစ်လုံးရှိကိုရှိနှင့်ပေးရမယ်နားလဲသလား နားလဲပါတယ် လေးတော့เนาะတော်ပဲဒီတစ်ပတ်ငန်းစာလေးနည်းနည်းများတယ်နောက်တစ်ပုတ်သင်လို့ရပြီလား ရပါပြီရှင် ရပြီเนาะမိခွန်းနံပါတ်3ကသူတို့ဘာတွက်ခိုင်းလဲဆိုတော့ 7x square plus 2x minus 6ဒါကိုတွက်ဖို့အတွက် x နေရာမှာ minus 3ကိုထည့်တွက်ကဲ7နဲ့ x square နဲ့ဘာလုပ်ထားကလေးတို့ ရောက်ထားပါတယ် ဆရာကွင်းခတ်လိုက်တယ် x နေရာမှာ minus 3ထည့်ပြီးတော့မှနှစ်ထပ်တင်တယ်2နဲ့ x ကရောဘာလုပ်ထားလဲ ရောက်ထားပါ ထောက်ထားတာပဲဒါကြောင့်ဝေခတ်တယ်ဆရာဒီလိုလေးရေးတယ်ပြီးတော့ minus 6ကဲ7 9ပြန်ပြေဦးတော့ဝင်းကိုရှင်းပြအောင်အနှုတ်ကိန်းရဲ့ထပ်ညွှန်းစုံလားမလားကလေးတို့ 3ပါ စုံအနှုတ်ကိန်းရဲ့ထပ်ညွှန်းကစုံဆိုရင် အပေါင်းပါ ပေါင်းတယ် 3နှစ်ထပ်ဆိုတာ3ကို2နဲ့မြောက်တာ3နှစ်ခါမြောက် 3နှစ်ခါမြောက် 3 တာ နှစ်ခါမြောက်တာပါ တယ် 9ပါ ကိုရတော့ဒီနားလဲသလားဒါပြောမယ်နော်လက္ခဏာပြမယ်နော်နှုတ်ကိန်းရဲ့လက္ခဏာစုံလားမလား သုံးပါ စုံနှုတ်ကိန်းရဲ့လက္ခဏာစုံဟုတ်ပြီအနှုတ်ကိန်းရဲ့လက္ခဏာကစုံဖြစ်နေတယ်ဆိုရင်အဖြေဒီအပေါင်းညမယ်ဒါကြောင့်အပေါင်းမလို့ဆရာမရေးတော့ဘူး3နှစ်ထပ်ဆိုတာနှလုံးကိုမြောက်တာဒါကြောင့်3နှလုံးကိုမြောက်9ရတယ်ဒီနားလဲသလား နားလဲပါတယ် နားလဲပါတယ် 2နဲ့3နဲ့မြောက်တော့ဘယ်လောက်ရမလဲတပည့်တို့ကြီး 6ပါ ကဲလက္ခဏာတူတဲ့ဂိမ်းနှလုံးမြောက်တာလားလက္ခဏာမတူတဲ့ဂိမ်းနှလုံးမြောက်တာလား နားမြောက်တာ မတူတဲ့ဂိမ်းနှလုံးမြောက်တယ်ဆိုရင်ဘာလက္ခဏာရမလဲ minus ဘယ်ဒီထိနားလဲသလား နားလဲပါတယ် နှစ်ကိုလီယာ 63ပါ 73နောက်မှာ -6 -6ဆို ဒီ တော့ နေ့ ဘာ မှာ ဖြစ်နေလဲဟေ့ တူနေပါ -6 ဆိုတော့လက္ခဏာတူရင်ဘာလုပ်ပေးရမလဲ ပေါင်းပေးပါမယ် လက္ခဏာတူလို့ပေါင်းရင်ပြီးတဲ့ကိန်းရဲ့လက္ခဏာတက်မှာလားတူတဲ့လက္ခဏာပြန်တက်ရမှာလား ကျွဲ ပြန်တက်ရပါ ဒီနှုတ်နဲ့ပေါင်းပြန်တက်မလဲ 7ပါ မဟုတ်လေအနှုတ်နဲ့အနှုတ်ပေါင်းတော့လက္ခဏာဘာတက်မလဲ မိုင်းနဲ့ minus အလုံးလုံး ပေါင်းတော့နဲ့ဒီမီဒီယာကိုတွဲကိုနှုတ်တော့50 50 word
နားလည်မလားကလေးတို့ ဟုတ်နားလည်ပါတယ် မိခွန်းနံပါတ်4မိခွန်းနံပါတ်4ကဆရာပါပေးထားလဲဆိုတော့1/28 plus 15ဟုတ်ပြီနော်ဟုတ်ပြီ x equal to 3ဟုတ်ပြီလားကဲကြည့်အောင် x ညမှာဘယ်လောက်ထက်လဲတပည့်တို့ 3 3ရောက်ထားဆရာကိုခတ်တယ် plus 15ဒီနားလဲသလား နားလည်ပါတယ် အပိုင်းကိန်းတွေမြှောက်ပြီးဆိုရင်ပိုင်းဝင်နဲ့ပိုင်းခြေလို့ရရင်ခြေလို့မရရင်ပိုင်းဝင်အချင်းချင်းမြောက်ပိုင်းခြေအချင်းချင်းမြောက်တပည့်တို့ဒီလိုနားလဲပါ3ရဲ့အောက်မှာပိုင်းခြေ1ရှိတယ်ကဲအဲ့တော့1နဲ့3ခြေလို့ရ2နဲ့3နဲ့ခြေလို့ရသလားတပည့်တို့ရေ မရပါဘူး မရပါဘူး အဲ့ဆရာတို့ဘာလုပ်ရမလဲပိုင်းဝင်ချင်းချင်း ညောင်း ရောက်တာပါ ပိုင်းချေချင်းမြောက်ပါမယ် 3ပိုင်းခြေချင်းချင်းမြောက်တော့2ဒီထိနားလား နားလည်ပါတယ် ပြီးအပိုင်းကိန်းနှစ်ခုပေါင်းတော့နှုတ်တော့မယ်ဆိုရင်တို့အရင်ဆုံးဘာလုပ်ပေးရလဲဟဲ့ ပိုင်းကြီးကြည့်ရပါမယ် ပိုင်းညောင်း အပေါင်းကိန်းပေါင်းနှုတ်တော့မယ်ဆိုရင်ပိုင်းကြီးညှိရမယ်ဘုံပိုင်းကြီးဘယ်လောက်ယူလဲဘုံပိုင်းကြီး နှစ်ပါ နေ့ ဒါဆိုရင်3ရဲ့ပိုင်းကြီးဒီငကိုကလေးကိုက2ဖြစ်နေတဲ့အတွက်ကြောင့်3ဒီပိုင်းကြီးကြည့်စရာမလို15ရဲ့ပိုင်းကြီးဒီငကိုတုံးကဘယ်လောက်လဲဟဲ့ ဝမ်းပါ 15ရဲ့ဒီပိုင်းကြီးပေါက်ယူထားလဲ နှစ်ပါ ဒါဆိုရင်တစ်ကို2ဖြစ်အောင်ဘာလဲပြောက်อ่ะ နှစ်နဲ့ ပိုင်းကြီးကို2နဲ့မြောက်ရင်ပိုင်းဝေကိုလည်း နှစ်နဲ့ပဲမြောက်ပါ မလီယာ30 30ပါ ပေါင်းလိုက်တော့ကလေးတို့ဘယ်လောက်ယူလဲဟဲ့ 33 33ပါ 3/2ပိုင်းဝေကဘာဖြစ်နေလဲဟဲ့ ရဲ့ ပိုင်းဝေကကြီးနေပိုင်းဝေကြီးနေရင်ဒီတိုင်းပါမလား miss number လို့ခေါ်တဲ့ကိန်းရောပြန်ပြောင်းမလား ကျင်းရပြန်ပြောပါ ပိုင်းတော့ပြန်ကြောင်းပါ တောင်းအဲ့တော့ဆရာတို့ကရှေ့ကအကြောင်းအရာတွေကတွင်းနေတာနော်အဲ့တော့ miss number ကိန်းရောပြောင်းမယ်ဆိုတော့33ဒီနှစ်နဲ့စားကဲအဲ့တော့နှစ်ဘယ်နှလီစုပဲမလား နှစ်တလီ နှစ်တလီနှစ်ဘယ်လောက်ကျွင်းလဲ တကျွင်းပါတယ် ကျွင်းမယ်တစ်ခါဆွဲချရင်တစ်လုံးပဲဆွဲချရမယ်နော်အဲ့တော့နှစ်ဘယ်နှလီဝင်မလဲ နှစ်6လီ 6လေးပါ 6လီရာ7နှစ်အဲ့တော့ဘယ်လောက်ကျွင်းလဲတပည့် တကျွင်းပါတယ် ကျွင်းတယ်အဲ့တော့ဆရာတို့ကဘယ်လိုရေးမလဲဆိုတော့စားလက်က16ရပါတယ်ပြီးတော့ကျွင်းည1စားကိန်းစားလက်အကျွင်းစားကိန်းဆိုတော့အဖြေက16 1/2ဆိုတဲ့အဖြေရပါတယ်နားလည်သလား နားလဲပါတယ် သွားကြပြီလား ပြီးသွားပါပြီပြီးသွားပါပြီ ဟုတ်ပြီဒါဆိုရင်မိခွန်းနံပါတ်5မိခွန်းနံပါတ်5က x နေရာမှာ -2 ကိုထည့်တွက်တယ် y ရဲ့နေရာမှာ9ကိုထည့်တွက်ခိုင်းတယ်
ဟုတ်ပြီနော် x နေရာမှာ -2 ကိုထည့်တွက်ပါတဲ့ y နေရာမှာ9ကိုထည့်တွက်ပါတဲ့အဲ့တော့ तू ကဘာပေးထားလဲဆိုတော့3 into 2x plus 3 plus y အဲ့ဒီမှာမင်းတို့ပေးထားတဲ့ assignment ထဲမှာနောက်ဆုံးမှာ x ဆိုတော့အခုဆရာ y လို့ရေးလိုက်တဲ့နေရာမှာ x ဆိုပြီးတော့မှားယွင်းနေပြီမယ်ပြင်ပေးပါနော်နောက်ကြမှာပြင်ပြီးတော့တွက်ပါကျဲစပ်အဲ့တော့ခွင်းအထဲကိုကျတို့အရင်ရှင်းကြရအောင်3က3ပဲ2 x ညမှာဘယ်လောက်ထည့်မလဲကျတို့ minus 2 ပါ 2ဟုတ်ပြီ y နေရာမှာဘယ်လောက်ထည့်မလဲ 9 9 ပါ ပါ တီရှင်းသလား ရှင်း 3ရ ပါ 3နဲ့2နဲ့ပြောင်းမယ်ကျတို့ဘယ်လောက်ရပြီ မိုင်း4ပါ 2နဲ့ပြောင်းရင်ဘယ်လောက်ရမလဲ minus 4 -4 နောက်မှာ3နဲ့9ပေါင်းလိုက်တော့ 73ပါ 73မရဘူးလေတ ဟုတ် ကယ်ချပြ 72ပါ72ပါ72ဆရာ72 နှုတ်ဆက်နဲ့လား အပေါင်း ကော ပါ င်းပါ ပေါင်းစနစ်ပြီးသွားရင်ဒီထိနားလဲသလား နားလဲပါတယ် ပါတယ် အဲအဲ့တော့ဒီထဲမှာထပ်ရှင်းမယ်ကွင်းထဲမှာလက္ခဏာတူပါကလေးတို့ တူပါ တူ ဘူး ပါဦး တူပါ ဘာလုပ်ပေးရမလဲ ပြရပါမယ် နှုတ်ပြရပါမယ် မတူလို့ပုတ်ပြီဆိုရင်ကြီးတဲ့ကိန်းရဲ့လက္ခဏာပြန်တက်ရမလားငယ်တဲ့ကိန်းရဲ့လက္ခဏာပြန်တက်ရမလား ဒီ ဒီကလက္ခဏာတက်ရပါမယ် ကြီးတဲ့ကိန်းရဲ့လက္ခဏာတက်ဆိုတော့အပေါင်းကကြီးနေတော့ကွင်းထဲမှာအပေါင်းရမယ်နားလဲသလား ဟုတ်တယ်ပါ အဲ့တော့မှ7ထဲက4နှုတ်လိုက်တော့8ကျပ်ဒီထိနားလဲတယ်နော် နားလဲပါတယ် နားလဲပါတယ် 24 24တဲ့က14ကိုတော့ဘယ်လောက်ရနောက်ဆုံးဖြေ ဆယ် 10ပါ ကဲပြလိုက်ပါဦး ကဲ6ကိုဆရာတို့ပေးထားတာက y ကိုတွေ့ရင် -3 ကိုစားသွင်းပြီးတွက်ပေးရဘာကိုတွက်ခိုင်းလဲဆိုတော့ 4y cube plus 2 into y square minus 4ဒါကိုတွက်ခိုင်းတယ်အဲ့တော့4က4ပဲ4နဲ့ y ကမြောက်ထားလို့ဆရာကွင်းခတ်တယ် y နေရာမှာ -3 ကိုစားသွင်းတယ်3တက်ပြတ်တင် plus 2 y နေရာမှာ -3 ကိုစားသွင်းတယ်ထပ်ညွှန်းတင်မှာမလို့ခွင်းခတ်ပြီးမှထပ်ညွှန်းတင်တယ် -4 ဒါလေးရေးတာနားလဲသလား ဒါလေးပါ အဲ့တော့4က4ပဲကလေးတို့အတုတ်ကိန်းရဲ့ထပ်ညွှန်းသည်စုံလားမလား မပါ ဒါဆိုရင်အပေါင်းရမလားအနှုတ်ရမလား နှုတ်ရပါမယ် ဟုတ်ရမယ်3 3တက်ဆိုတာ3နဲ့3နဲ့မြောက်တာ3 3ခါမြောက်တာ သုံး 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 က 3 3ကမြောက်တာပါ 3 3ခါမြောက်လိုက်တော့ဘယ်လောက်ရလဲ 29ပါ 29 27 ဦးဒီလာပြန်ပြီအတုတ်ကိန်းရဲ့ထပ်ညွှန်းသည်စုံလားမလား တုံပါ ဒါဆိုဘာကိန်းရမလဲဒီ မကင်ရပါမယ် ဘယ်နဲ့မကိန်းလဲသမီး ဟုတ်ပါပါအပေါင်းရပါမယ် အေးအတုတ်ကိန်းရဲ့ထပ်ညွှန်းကစုံဆိုရင်အပေါင်းကိန်းအတုတ်ကိန်းရဲ့ထပ်ညွှန်းကမဆိုရင်အတုတ်ကိန်း အဲ့တော့ဆိုပါဗျာ ဖြစ်နေတဲ့အတွက်ကြောင့်အပေါင်းကိန်းရမယ်ဘုံကိုတစ်တော့3နှစ်ခါပြောင်းပါလား 3နှစ်ခါပါ တစ်ခါ အဲ့တော့အဖြေကဘယ်လောက်ရမလဲဆိုတော့9 ကို ဒီဒီနားလဲကဲ429နဲ့ပေါက်မယ်လက္ခဏာတူတဲ့ကိန်းနှလုံးမြောက်တာလားမတူတဲ့ကိန်းနှလုံးမြောက်တာလား မတူတဲ့ကိန်းနှလုံးပါ တဲ့ကိန်းနှလုံးမြောက်တယ်လက္ခဏာမတူတဲ့ကိန်းနှလုံးမြောက်ရင်
အပေါင်းရမလားအနှုတ်ရ အနှုတ်ရပါမယ် ပြီးရင်29နဲ့4နဲ့ကိုတပည့်တို့ချမြောက်လိုက်လဲရတယ်ကဏ္ဍပေါင်းဆက်နဲ့မြောက်လဲရတယ်ကြိုက်တယ်လို့မြောက်ဆရာကိုအဖြေပြော အနှုတ်108ပါ 108ဟုတ်ပြီအဲ့တော့108ကိုဒီလိုကြီးမရေးနဲ့နော်တပည့်1ရဲ့3ည8ရဲ့တရွယ်တစားတဲ့ရေးပါကဲပဲခွင်းတော့ရေရှင်းနော်ကိုရဲက4နှုတ်တော့ဘယ်ချက်မလဲ 5ပါ 5ချက်အဲ့တော့မှာ minus 5နဲ့လီကဘယ်လောက်ရတပည့်တို့ရေ 10 အဲ့တော့အဲ့ဒါလေးပေါင်းလားတော့ နှုတ်ပါမယ် အပေါင်းကကြီးသလားအနှုတ်ကကြီးသလား အနှုတ်ကကြည့်ပါ အဖြေကအနှုတ်ရမယ်108ထဲကနေ10ကိုနှုတ်တော့ 98 98ဖြေလိုက်ပါကြပြီလား ဟုတ်ပြီ တော့နံပါတ်9ကကလေးတို့ကို h မှာ5တက်တော့ခိုင်းတယ်ဘာလို့တော့ခိုင်းလဲဆိုတော့2 into h square plus 6ပြီးတော့ရင် plus 3 into h minus 1 2 into h square plus 3 into h minus 1 h ညမှာ5ထက်တဲ့အဲ့တော့ပါ2ပဲ h ညမှာ5ကိုထည့်မယ်အမြောက်လည်းမရှိဘူးအနှုတ်လည်းမပါဘူးဒါကြောင့်ဂွင်မခတ်တော့ဘူးဒီတိုင်းသွားတယ်3ရ3ပဲအနှုတ်လက္ခဏာလည်းမပါဘူးအမြောက်လည်းမရှိဘူးဆိုတော့ဂွင်မခတ်ဘူးဒီတိုင်းထည့်မယ်ဒီထိနားလဲသလားအဲ့နဲ့နှစ်နဲ့မြောက်တာလား9နှစ်ခါမြောက်တာလား နှစ်ပါ နှစ်ခါမြောက်တော့ 10ပါ 5ပါ အော်ငါ25 9ရဲက1နှုတ်တော့ဒီမလေးခဲကဲ25နဲ့6ဘာလို့ရမလဲကွာဘယ်လောက်ရမလဲ 37ပါ 37ပါ 3နဲ့ဒီနဲ့ဘာလို့မလဲ မြောက်ပေးရပါမယ် လောက်ရလဲ 12ပါ 31ကို2နဲ့ပြောက်ဘယ်လောက်ရမလဲတစ်ခါတည်းပြော 62ပါ 62ကို7နဲ့ပေါင်း 84ပါ ဒီနားလဲသလား နားလည်ပါတယ် ကဲဒီခါမင်းမိကနံပါတ်8က h နေရာမှာ4ကိုအတွက်မယ် y ရဲ့နေရာမှာ minus 4ကိုထည့်တွက်သူတွက်ခိုင်းတာကခလစ်ကိုသူတွက်ခိုင်းတာက 6h square plus 3y square plus 2ကဲ6 ပဲဒီတခါရှေ့မှာအပြောက်6ရှိနေတဲ့အတွက်ကြောင့်4ကိုခွင်းခတ်ပြီးမှညွှန်းတယ်ရှေ့မှာအပြောက်3လည်းရှိနေတယ်အနှုတ်လည်းပါနေတယ်ဒါကြောင့်ခွင်းခတ်ပြီးထညွှန်းတယ် plus 2ကဲ4နဲ့ထပ်ဘယ်လောက်ဖြစ် 16ပါ 4နဲ့ထပ်က16 3 ကဲအနှုတ်ကိန်းရဲ့စုံလားမလား စုံပါ ပါ စုံအပေါင်းရမလားအနှုတ်ရ ပေါင်းရပါမယ် အဲ့ပြကြလို့လားအပေါင်းသည်
ရေးတက်မလို့ပါ ဒီပြစရာမလိုပါဘူး ရနှစ်ထပ်လေးနှစ်ထပ် 16ပါ 16เนาะပြီးတော့ plus 2ကဲ16နဲ့6မြောက်16 6လီ 96ပါ 96 16 3လီ 16 3 48 48အဲ့တော့48ကို2နဲ့ပေါင်းတော့ 50ပါ 50 50ကို96နဲ့ပေါင်းတော့ 148ပါ 6ရမှာကဲပြန်လေးဖြည့်ပါတို့ ပြီးပြီလားပြီးပြီလားကလေးတို့ရေ ပြီးပါပြီ ကဲနောက်တစ်ပုတ်က x တန်ဖိုး2ပေးထားတယ်ကလေးတို့တော့ခိုင်းတာက -2 x cube plus 16x plus 2ကဲစမယ် -2 x ညမှာဘယ်လောက်ထည့် 2ပါ x နဲ့ဘယ်လောက် 2ပါ2ပါ 2ရှေ့မှာအမြောက်လည်းမရှိဘူးအနှုတ်လည်းမပေါဘူးဆိုတော့ဆရာခွဲမခတ်ဘူးအဲ့ဒါနားလဲသလား ဟုတ်နားလေပါဆရာ 16ဒီခါကျတော့ရှေ့မှာအပြုတ်16ရှိတဲ့အတွက်ကြောင့်ခွဲခတ်ကိုခတ်ရမယ်မခတ်ရင်မားတယ်တဲ့ခွဲနဲ့ကိုရှင်းကြရနှစ်3တက်ဘယ်လောက်ရမလဲနှစ်3တက်က 8ကို17နဲ့ပေါင်း sorry နှစ်3တက်က8ကို3နဲ့ပေါင်း 17ပါ 17ဟုတ်ပြီ6နှစ်16နှစ်ဒီ 16နဲ့32ပါ 32ကဲ -2 နဲ့11နဲ့ပြောင်းမယ်လက္ခဏာဘာနဲ့ရမလဲ minus ပါ 17နှစ်လီ22 22 32နဲ့ပေါင်းတော့34 34ပါ အဲ့တော့22နဲ့34လက္ခဏာတူသလား မတူပါ မ ဘူး တူပါဘူး ဒီလိုဘာလုပ်ပေးရမလဲ နှုတ်ပေးရပါမယ် ရပါမယ် အောင်းကကြီးသလားအနှုတ်ကကြီးသလား ပေါင်းမကြည့်ပါတယ် အောင်းကကြီးတယ်နော်ဒါကြောင့်အပေါင်းရမယ်34တဲ့က2ကိုနှုတ် နှစ်ပါ နဲ့ကဲဖြည့်ထားပါနံပါတ်9 10က 8နံပါတ်9ကိုထည့်ထွက်ခိုင်းတယ်ဘာကိုတွက်ရမလဲဆိုတော့7 plus 3 into x minus 2 minus 2x square ဒါလေးကိုတွက်ကဲ10ရှင်းပြလို့ရပြီလား ရပါပြီ
ရပြီနော်အဲ့တော့9က9ပဲ3 h နေရာမှာ9ထည့်မယ်အမြောက်တို့အနှုတ်တို့မပါတဲ့အတွက်ဆရာခွဲမခတ်ဘူးအခု h နေရာမှာလည်း9ထည့်မယ်ဒါပေမဲ့ခွဲခတ်ရမယ်ရှေ့မှာ2နဲ့မြောက်ထားလို့ကဲ9က9ပဲဝင်းထဲကိုရင်ရှင်းတော့9ထဲက2နှုတ်တော့5ချက်မယ်9နဲ့ထပ်ဆိုတော့49ဒီထိနားလဲသလားအဲ့တော့9က9 3 5လီယာ15 49နှစ်လီ9နှစ်လီယာ18ဖြစ်တယ်4နှစ်လီ8ဆိုတော့98အဲ့တော့9နဲ့15ပေါင်းတော့22ကဲ22နဲ့98လက္ခဏာတူသလားတပည့်တို့ Được vào. ပေါင်းမလားနှုတ်မလား Đâu Được ba bị mẹ. vào. အဖြေဒီအပေါင်းရမလားအနှုတ်ရမလား Đâu Được ya ba. vào. ရပါမယ် အဲ့တော့98ထဲကနေ22ကိုနှုတ်လိုက်တော့80နဲ့ Sẽ 6ပါ ကဲဖြေပါသွားပြီလားဒါတို့သမီးတို့အိမ်စာလေးတွေလည်းလောက်ပါနောက်တစ်ခုဆရာသင်ကြားပို့ချပေးလိုက်တာလေးတွေကိုလည်းပဲမှန်မှန်ပြန်ပြီးတော့ချတွက်ကြပါဆရာကဒါတွေဘာကြောင့်ချပြနေတာလဲဆိုတော့မင်းတို့ထဲမှာပညာရေးဖြစ်ပြီးတော့ရောက်လာတဲ့ကလေးလေးတွေရှိတယ်သူတို့လည်းပဲပြန်ပြီးတော့ရလာအောင်ဖမိလာအောင်ဆရာတွက်ပြပေးနေတာပါကဲပြီးပြီလားဆရာ17သင်လို့ရပြီလား ရပါ ba ပြီ đi. ရပါပြီ မေငုံနံပါတ်17မေငုံနံပါတ်17ကလေးတို့ကို h နေရာမှာ -5 ထည့်တွက် h ရဲ့နေရာမှာ -5 y ရဲ့နေရာမှာ -7 ပြီးတော့ z နေရာမှာ4ဒီလိုထည့်တွက်ဟုတ်ပြီဘာလို့တွက်ခိုင်းဆိုတော့ -h plus y plus 2z minus y ဒါကိုတွက်ခိုင်းတယ်အဲ့တော့တခြားကြည့်ဆရာဒီရှေ့ဆုံးက minus ကိုဆရာပြန်ရေးလိုက်တယ်ရှေ့ဆုံးက minus ကဲခွေးထဲမှာ h နေရာမှာဘယ်လောက်ထည့်မလဲ minus 5ပါ Minus 5 vào. ပြီးရင် plus ပြန်ရေးတယ် y နေရာမှာဘယ်လောက်ထည့်မလဲ minus 7 Minus ခဏတစ်ခုကတ်နေလို့ဆရာ -7 ကိုခွဲခတ်ပလိုက်အဲ့ဒါနားလဲသလား အားပါတယ် ဒီဆက်သွားမယ် plus 3 2 က2ပဲ2နဲ့ z နဲ့ကပျောက်ထားလို့ခွဲခတ် z နေရာမှာဘယ်လောက်ထည့် Bò. 5 vào. ဟော minus က minus y နေရာမှာဘယ်လောက်ထပ်ထည့် Minus 7 vào. minus 7ဟောလက္ခဏာတစ်ခုကတ်ပြန်ပြီဒါကြောင့်ဆရာကတ်တယ်အဲ့ဒီအစားသွင်းတာနေလဲလားသေချာကြည့်ပါ Đó làဒါလို့ပဲနော်ဆရာတို့ခွင်းထဲကိုရေးရှင်းမယ်ကြည့် -5 လက္ခဏာတစ်ခုကတ်တဲ့ကြည့်တူတဲ့လက္ခဏာတစ်ခုကတ်တာလားမတူတဲ့လက္ခဏာတစ်ခုကတ်နေတာလား မတူ မ Mình တူတဲ့ chưa လ là က္ခဏာ nào vào. တဲ့လက္ခဏာ တစ်ခုကတ်နေပြီဆိုရင်ဘာပြောင်းပေးရလဲ Minus vào. minus ပြောင်းပေးရတယ်ဒါကြောင့် -7 ဖြစ်သွားတယ်3ရ3ပဲတစ်လေးလီဘယ်လောက်ရ ရှင်း Chưa vào. ဟုတ်တယ်တူတဲ့လက္ခဏာတစ်ခုကတ်နေတယ်အဲ့တော့ဘာပြောင်းရ Plus vào. ပြောင်းပေးတာ
ဒီရောနားလဲသလား နားလည်ပါတယ် အဲ့တော့ minus က minus ပဲကဲဒီနဲ့ minus 7ဆိုတော့လက္ခဏာတူနေတယ်လက္ခဏာတူနေတဲ့အတွက်ကြောင့်9နဲ့ခွန်ဘာလို့ပြရ ပေါင်းပေးရမယ် ပေါင်းပေးရပါမယ် ကိုပေါင်းတယ်ဆိုရင်တူတဲ့လက္ခဏာကိုပဲပြတ်ပေးရတယ်နော်လက္ခဏာတူလို့ပေါင်းရင်တူနေတဲ့လက္ခဏာကိုပဲပြန်တတ်ဆိုတော့ဘာရမလဲ minus minus ပေါင်းလိုက်တာက 7မယ် ကဲခေါ်နဲ့တော့15ဒါလေးနားလဲသလား ဟုတ် ဟောလာ minus နဲ့ minus နဲ့ကပ်ပါပြန်ပြီဘာပြောင်းရမလဲ plus ပေါင်း plus ပြောင်းမယ်ရှင်းက plus မလို့ရေးပြစရာလို့သလား လိုပါဘူး ပေါင်း ဟိုပါ အဲ့တော့15 3လီယာ45တော့ပေါင်းလိုက်တော့58နားလဲသလား နားလည်ပါတယ် ကဲအဲ့နံပါတ်7ပါတဖြည်းဖြည်းနဲ့သူကရှုပ်တာပါတယ် u side ပါ7က h နေရာမှာ9ထည့်တွက်ရမယ် y ရဲ့နေရာမှာ4ကိုထည့်တွက်ရမယ်ဘာပေးလဲဆိုတော့ x square minus 7 into 3 minus 1ကဲ7ပြီးသွားကြပြီလား ပြီးတော့ပါပြီဆရာ ကဲပြီးသွားရင်ကြည့်အောင်ဒါ7နဲ့ x နဲ့ဘယ်လောက်ထည့်ရမလဲတို့ 5ပါ 5 ဖိုက်တာ y နေရာမှာ 4ပါ 4ဒါသာသွင်းတာနားလဲတာ နားလည်ပါတယ် 9နဲ့ထပ်ဘယ်လောက်ရမလဲ 25ပါ 25ဝင်းထဲကိုရှင်းပေးပြီးတော့အဖြေဘယ်လောက်ရမလဲ minus 1ပါ minus 1ဆရာဒီလိုလုပ်လိုက်မယ်25နဲ့ဟိုနောက်ဆုံးက4နဲ့ဆရာနှိုင်းရှင်းလိုက်25နဲ့4နဲ့တာတူသလား လို ပြ ပါ ပါတယ် အဲ့တော့ဘယ်လောက်ရမလဲ 29ပါ 29ရမယ်နော်ကဲခုနှစ်နဲ့ကဘာလို့ပတ်ပါလဲ ညောက် ပျောက်ပေးရမယ်နော်ခုနှစ်တက်ကပျောက်ပေးရမယ်ဖတ်ထားတဲ့အတွက်ကြောင့်အဲ့တော့ခုနှစ်တက်လီခုနှစ်ခဏတူတဲ့ဂိမ်းပျောက်တာလားလက္ခဏာမတူတဲ့ဂိမ်းနှလုံးပျောက်တာလား တူရကင်းလုံးရောက်တာပါ ဒီပါ နှလုံးပျောက်တာလက္ခဏာတူတဲ့ဂိမ်းနှလုံးပျောက်ရင်အပေါင်းရမလားအနှုတ်ရမလား ပေါင်း ပေါင်းပါ ပါ အဲ့တော့မှပေါင်းလိုက်တော့ဘယ်လောက်ရမလဲ36ဒီပါဦးကဲပုံစံနံပါတ်73ကဆရာတို့ဗာပေးထားလဲဆိုတော့ x က -2 y က x သူတွက်ခိုင်းတာက x square plus y minus 6 into y 3ကဲ x ညမှာဘယ်လောက်ဖြစ်မလဲ minus 2ပါ ဟုတ်ပါတော့ဝင်ခတ်ပြီးထည့်မယ်နော် -2 y ညမှာ8
y နေရာမှာ ဝိုင်းနေ ကဲဟုတ်ကဲ့ရဲ့ထညွန်းသည်စုံလားမ စုံပါ စုံဆိုတော့ပါရမယ် အပေါင်းရပါမယ် သိရမယ်နော်အပေါင်းကိန်းနှစ်လက်ထက်က4 လေးပါ 8နှုတ်6 8နဲ့3နဲ့ပေါင်းတာက17ကဲရှေ့ဆုံးက4ကို8နဲ့ပေါင်းလိုက်ရင်17 6ကို17နဲ့တော့66 66 ကဲ နားလဲပါရဲ့ဆရာ နောက်ဆုံးပြင်ပြောက်ရမယ်နောက်ဆုံးပြင်ဆရာနောက်ဆုံးပြင်ကြောင်းလေ 44ပါဟုတ်ပါဘူး 54 ငါ ကြပြောပါကြပါ ဝိုင်းနဲ့54 minus 54 minus ပါမယ်နော် minus ကကြီးနေလို့ကဲ73ကိုလေးတွားမိကွန်းနံပါတ်14က x နေရာမှာ6ကိုထည့်တွက်ခိုင်းတယ်ဘယ်လိုတွက်မှာ square root of 760 minus 40 square ကဲ x နေရာမှာဘယ် ဆရာအတန်ချစ်နေ x နေရာမှာဘယ်လောက်ထည့်ရ 6ပါ 6ထစ်သေးလား မချစ်တော့ပါဘူးဆရာခွင့်ရသွားပြီ ဟုတ်ပြီဒီထိနားလဲသလား နားလဲပါ အဲ့ ရဲ့ တော့6ရေးတယ်6နှစ်ထပ်က6နှစ်ထပ်ဘယ်လောက်ရမလဲကလေးတို့ 36ပါ 6အဲ့တော့အဲ့ဒီ36သူနဲ့မြောက် လေးနဲ့ပါ လေးနဲ့မြောက်တူသလားဒီကအနှုတ်လေး36ကဘာမှယူထားတော့အပေါင်း36ဆိုတော့လက္ခဏာတူတဲ့ကိန်းနှလုံးမြောက်တာလားလက္ခဏာမတူတဲ့ကိန်းနှလုံးမြောက်တာလား မတွေ့ကိန်းနှလုံးပါ တူတဲ့အတိုင်းပါ လားပေါင်းရမလားနှုတ်ရမလား နှုတ် ရပါမယ် နှုတ်ရကဲ36နဲ့4နဲ့မြောက်တော့6 4လီယာ24 4ရေ2မှတ်4 3လီယာ12မှတ်ထားတဲ့နှစ်နဲ့ပေါင်းတော့144 160နဲ့144ကြတော့ဘာလုပ်မလဲဟဲ့ နှုတ်ပါမယ် နှုတ်ရမယ် နှုတ်မယ်နော်ကဲနှုတ်တဲ့ခါမှာလက္ခဏာဒီအပေါင်းကကြီးနေတဲ့အတွက်အပေါင်းရမလားနှုတ်ရမလား အပေါင်းရပါမယ် အပေါင်းရမယ်760 144နှုတ်ကြရအောင်မနှုတ်နိုင်ရင်တန်းဘောလို့နော်30ချီရမယ်30ချီလိုက်တဲ့အတွက်ကြောင့်6က5ဖြစ်သွားမယ်အဲ့တော့မှ30ထဲက4နှုတ်တော့6ကျန် 6ကျန် နှုတ်1ကျန်6ထဲကနှုတ်6ကျန် 6 အဲ့တော့660အဲ့ဒါကို calculator နှိပ်ကြည့်ပါ square root of 660 square root of 660 calculator နှိပ်လိုက်ပါ root of 24.81 44.81 81 လို့ဖတ်ရတယ်နော်ဒီ 81 မဖတ်ဘူး81 24.81ကဲကြည့်လိုက်ပါဦးကဲဒီတကမေနံပါတ်15
15က x ရဲ့နေရာမှာ20ကိုထည့်တွက်ခိုင်းတယ်ဘာပေးထားလဲဆိုတော့ 4x plus 7 minus 3x minus 2တဲ့နံပါတ်15ရှင်းပြရပြီလား Yeah. ကြပြီနော်ဒီတို့ရေ x နေရာမှာဆရာဘယ်လောက်ထည့်တွက် 20ဝဲအထဲကိုရင်တွက်နော်အထဲကိုရင်တွက်နော်ဒါကြောင့်400ပြတ်ရေးမယ်20ကို9နဲ့ပေါင်း28အနှုတ်300ပြတ်ရေးဦးမယ်20တဲ့က1ကိုနှုတ်တော့18အဲ့တော့4ကို9နဲ့ပြောက်9 4လီက28ရှေ့ရေး2မှတ်4နဲ့8မှတ်ထားတဲ့2နဲ့ပေါင်းတော့30 3နဲ့18နဲ့မြောက်6 3 8လီက24 4ရေး2မှတ်3လီ3မှတ်ထားတဲ့2နဲ့ပေါင်းတော့54ကဲ108နဲ့54ပေါင်းပေးရမလားနှုတ်ပေးရမလား နှုတ်ပေးရပါမယ် ပေးရမယ်နော်နှုတ်တွေးလို့နှုတ်တာလားလက္ခဏာမတူလို့နှုတ်တာလား လက္ခဏာမတူလို့နှုတ်တာပါ နှုတ်လိုက်တော့အပေါင်း108ကကြီးနေတဲ့အတွက်အဖြေဒီအပေါင်းရမယ်ရှေ့ဆုံးအပေါင်းမလို့ရေးပြကြမလို့ဘူး108ထဲက54ကိုနှုတ်တော့54သွားကြည့် 54ပါ ပါဦးနံပါတ်14ပြီးပြီနော်ဆရာ14ဖြတ်တော့မယ်ကဲ14 15ပြီးရင်16ဒီလိုပုံစားတွေအပုတ်20တောင်သူကလေ့ကျင့်ခိုင်းတာတယ်ဆိုတော့ဆရာတို့ပြီးတော့မယ် x နေရာမှာ -3 y ရဲ့နေရာမှာ 4 z နေရာမှာ -1 အဲ့တော့မင်းတို့ရဲ့ assignment မှာဟောဒီ z နောက်ဆုံးရေးထားတဲ့ z က z မဟုတ်ဘဲနဲ့ x ဖြစ်နေတယ်နော်အဲ့ဒါကို z လို့ပြင်ပါ z လို့ပြင်တွက်ပါဟုတ်ပြီလားနောက်ဆုံး z နေရာမှာ z equal to -1 လို့ရေးထားတာမဟုတ်ဘဲနဲ့ x equal to -1 လို့ရေးထားတာဖြစ်နေတယ်အဲ့တော့သူရှာခိုင်းတာလေးကြည့်အောင် x ဟုတ်ကဲ့ခုနက x 25 plus 2x minus y minus z x နေရာမှာဘယ်လောက်ထည့်ရမလဲဟဲ့ minus 3ပါ တိုက်ပြောနော်တပည့်တို့အားတိုက်ပြောပါ x နေရာမှာ minus ရှေ့မှာအမြောက်နှစ်ရှိနေတဲ့အတွက်ဝဲခတ်ပြီးတော့ထည့်တယ် y နေရာမှာဘယ်လောက်ထည့်ရမလဲ 4ပါ ဟောပြီးတော့ minus က minus z နေရာမှာ I know one. minus 1ပါ အဲ့တော့ -3 က -3 ပဲ 25 -6 -4 ကဲ -1 ဆိုတော့ဘာ1ဖြစ်သွားမလဲ plus ပါ ပါ ပြစရာမလိုဘူးအဲ့တော့ plus ဒီရေးပြစရာမလိုဘူးပိုင်းကြီး1ကလည်းရေးပြစရာမလိုဘူးဆိုတော့ဆရာနောက်တစ်ဆင့်မှာ1ကိုဖယ်လိုက်တော့မယ်ပိုင်းကြီးက1ကိုထည့်မရေးတော့ဘူးเนาะကဲတစ်ခါပဲတွက်မယ်အနှုတ်6နဲ့အနှုတ်4နဲ့ဘာလုပ်ရမလဲ No. ပေါင်းမရပါဘူး အောက်ပေးရပါမယ် ပါမယ် လေလက္ခဏာနေဘာလုပ်ပေးရမလဲ ပေါင်းပေးရမယ် ပါမယ် တူလို့ပေါင်းရင်တူတဲ့လက္ခဏာပြတ်တတ်ဆိုတော့အဖြေလေးမှန်မှန်ကန်ကန်ပြောပေးပါ minus 10ပါ အဲ့တော့25 minus 10ဆိုတော့15ရလား15ရလားအဲ့ဒါလေးနားလဲသလား နားလည်ပါတယ် 15နဲ့ဘာလုပ်ပေးရမလဲ
မြောက်ပြန် ရောက်ပြီရောက် မြောက်လိုက်တော့လက္ခဏာဘာနဲ့ထွက်လာမလဲ minus minus ပါ minus 45 ဒါလဲသလား 45 ကဲနောက်တစ်ပုတ်ကနံပါတ်18ပြီးပါတော့မယ်ကျန်တာလွယ်လွယ်လေးတွေပါ18က x နေရာမှာ5ထည့်ရမယ် y နေရာမှာ -2 ကိုထည့်ရမယ်ကလေးတို့တွက်ပေးရမှာက 5y square plus 4x square minus 6x minus 1ကဲy မှာဆရာဘယ်လောက်ထည့်ရမလဲ y နေရာမှာဘယ်လောက်ထည့် minus 2ပါ ရှေ့မှာအပြောက်ရှိလို့ကွင်းခတ်ပြီးတော့ထည့်တယ် x လည်းပဲရှေ့မှာအပြောက်ရှိလို့ကွင်းခတ်မယ် x နေရာမှာဘယ်လောက်ထည့် 5ပါ 5 x နေရာမှာဘယ်လောက်ထည့် 5ပါ 5ပြီးသွားရင် minus ဒီ ပြီး မှာ တော့မှ minus 2ပါ y နေရာမှာဘယ်လောက်ထပ်ထည့်ရမလဲ minus 2ပါ minus 2အဲ့တော့လက္ခဏာတစ်ခုကတ်နေလို့ကွင်းခတ်တယ်ကွင်းပိတ်တယ်ဒီထိနားလဲလားအနှုတ်ကိန်းနဲ့ထိုက်ပြီးစုံလားမလား stone ပါ ဟုတ်ဒါဆိုရင်အပေါင်းရမလားအနှုတ်ရမလား အပေါင်းရပါမယ် တစ်ထက်ကဘယ်လောက်လဲကလေး ပေါ်ပါ ဟောငါးနှစ်ထပ် 25ပါ 15ဆရာဒီလိုတစ်ခါတည်းရှင်းလိုက်အနှုတ်ကဘာဖြစ်သွားမလဲ plus ပါ plus ဖြစ်သွားမယ်ဆိုတော့ 5 plus 2ဆိုတော့7 7 အဲ့ဒါလေး5လီယာ20 25 4လီယာ100 6 9လီယာ42 42ပါ အဲ့တော့20နဲ့100နဲ့ပေါင်းတော့ဘယ်လောက်ရလဲ 120 120 ဒီ42ကိုနှုတ်တာ 28 ဒါ 88 88အပေါင်း88လားအနှုတ်88လား အပေါင်း88ပါ အပေါင်းကကြီးတဲ့အတွက်ကြောင့်အပေါင်း88ကဲဖြည့်ပေးပါဦး ပုံစံနံပါတ်18က x နေရာမှာ6ကိုထည့်တွက်ရမယ် y နေရာမှာ1ကိုထည့်တွက်တပည့်တို့ဘာတွက်ခိုင်းလဲဆိုတော့ 3x square တဲ့ပြီးတော့သူကဘာမှရေးမထားဘူးသင်္ချာမှာလက္ခဏာရေးပြမထားရင်ဘာလို့သတ်မှတ် အမြောက် အမြောက်လို့သတ်မှတ်ဒါကြောင့်ဆရာအမြောက်ထည့်လိုက်တယ်3က3ပဲ x နေရာမှာဘယ်လောက်ထည့်တွက် စစ်ပါ စစ်တထဟုတ်လားအမြော ဟု က် တ်ပါ ပါတယ် ဒီခါကြည့်နော်ဒီနေရာမှာ x က6 y က1အောက်ပါ6အဲ့ဒါဒီနားလဲလား နားလည်ပါရဲ့ဆရာ ကဲ6ဆိုတာ6ဘယ်နှလုံးမြောက် 6နှလုံးမြောက်ထားတာပါ အဲ့တော့ဆက်ဒီလိုခြေလိုက်ပိုင်းခြေမှာရှိတဲ့6တလုံးနဲ့ဒါ6နှလုံးတော့6နှစ်ထပ်ဆိုတာ6နှလုံးတော့
ဟုတ် ဒီလိုဟုတ်တယ်6တစ်လုံးကျန်အဲ့ဒါနားလဲသလား နားလည်ပါတယ် ဒါလည်းပါတယ် ပြန်ပြောမယ်6နှစ်ထပ်ဆိုတာ6နှလုံးအဲ့တော့ပိုင်းဝေမှာ6နှလုံးပိုင်းခြေမှာ6တစ်လုံးဆိုတော့ခြေလိုက်တော့ပိုင်းဝေမှာ6တစ်လုံးကျန်တယ်ရှင်းသလား ရှင်းပါတယ် ပါ အဲ့ တ တော့ ယ် မှဒီက18အမြောက်ဝင်းတဲ့ကိုစဉ်းစားမယ်3တလီက3 6ထက်က3နှုတ်တော့3ကျန် သုံးကျန် ဟုတ်ပါ အဲ့တော့အောက်က6မရှိတော့ဘူးနော်3တလီက6အဲ့တော့မှသမီးတို့ကအဖြစ်ရဖို့အတွက်18နဲ့6နဲ့မြောက်6 8လီ48 တရားရှိ 108 ဆက်ရှိရှိရှိ ဒီလိုက်18ကဲ19မှာ h เนี่ย minus 4ပါပေးထားလဲဆိုတော့ h square plus 5 h square minus plus 2 minus 3ကြည့်ကြည့်အောင်ရေ h เนี่ยမှာဘယ်လောက်ထည့်တာမလဲ မိုင်းနာ4ပါ အဲ့တော့ခွဲခတ်တယ်နှစ်ထပ်တင်တယ် plus 5 minus ပါတော့ခွဲခတ်ပြီးမှနှစ်ထပ်တင်မယ် minus minus နဲ့ကပ်သွားလို့ခွဲခတ်တယ်ကဲ minus 4ထပ်ကိုစဉ်းစားမယ်စုံကိန်းရဲ့ထပ်ညွှန်းသည် sorry အနှုတ်ကိန်းရဲ့ထပ်ညွှန်းသည်စုံလားမလား သုံးပါ ဒါဆိုဘာကိန်းရမလဲ မအပေါင်းပါ ထပ်ဆိုတာ၄နှလုံးမြောက်တာလား၄လေးလီလား လေးနှလုံးပါ နှလုံးပါ ဟုတ်နော်အဲ့တော့ဘယ်ရလားရှင်းသလား ရှင်းပါတယ်ဆရာ ဝင်ကြည့်ရှင်းမှာလဲ၄အနှုတ်၄နှစ်ထပ်ဓမ္မကြီးဆရာပြမယ်ရှင်းမှာလဲအနှုတ်၄နှစ်ထပ်နောက်မှာလည်းပဲအနှုတ်၄နှစ်ထပ်ဆိုတော့တွက်မနေနဲ့ကူးချပလိုက်ရှေ့မှာအနှုတ်၄နှစ်ထပ်ကိုကလေးတို့ရှာထားတာဘယ်လောက်ရထားလဲ 16ပါ 6အဲ့တော့16ပြန်ရေးအနှုတ်နှုတ်ဆိုတော့ဘာလက္ခဏာပြောင်းမလဲ plus ပါ plus 2အဲ့တော့16ကို9နဲ့ပေါင်း 21ပါ 1ဒုတိယကွင်းကိုရှင်းမယ်16နဲ့4နဲ့ပေါင်းတော့20 20ကို1နဲ့ပေါင်းတော့ 22ပါ အဲ့ဒီ21နဲ့ပြောက်ပေးရမယ်ဟုတ်ပြီလားကဲဒီတစ်ခါတော့ပဲထင်ပါတယ်ပြောက်လိုက်ပါဘယ်လောက်ရမလဲ21တက်လီ22နေ့ရေးနှစ်မှတ် 462 44 44ကိုနှစ်နဲ့ဟော46ဟုတ်လား460ဟုတ်သလား ဟုတ်ပါ ဟုတ်ပါတယ်ဆရာ 22တက်လီက22ဆိုရေးနှစ်မှတ်22တက်လီက44 44ကိုမှတ်ထားတဲ့နှစ်နဲ့ပေါင်း46 460ပြီးသွားရင်ဒီကောက်ရဲ့နောက်ဆုံးပုံစံလေးပါမန်တော့ဒါတွေကစိတ်တွက်နဲ့တော့ရတယ်နော်ဒါပေမဲ့မင်းတို့ပြန်ပြီးတော့စာလုပ်ဖြစ်စာကြည့်ထားတဲ့စာတွေပြန်အမှတ်မိအောင်ဆရာကတွက်ပြနေတာပါမေခွန်းနံပါတ်20က x ကို9ထည့်တွက်မယ် y ကိုတွေ့ရင်4ထည့်တွက်
ဘယ်လိုအတွက်ခိုင်းတာက x plus y ပြီးတော့ x minus y ပြီးတော့ရေ 2x plus y ကဲစပြီဟဲ့ x နေရာမှာ9 y နေရာမှာ4 x က9 y က4 x က9 y က4ဒါလေးတွေရှင်းသလား ရှင်းပါအကြောင်း ပထမခွင်းရဲ့အဖြေဘယ်လောက်ရမလဲပထမခွင်းရဲ့အဖြေ 73ပါ 3ဒုတိယခွင်းရဲ့အဖြေ 5ပါ 5တတိယခွင်းကိုစဉ်းစားကြည့် နှစ်နဲ့ကိုယ်နဲ့မြောက်ပြီးတော့လေးနဲ့ပါ 2နဲ့9နဲ့အရင်မြောက်ရမယ်လေ2နဲ့9နဲ့မြောက်တော့18ကို4 22ကဲအဲ့ဒီကိန်းတွေကိုမြောက်ပေးပါဘယ်လောက်ရလဲမြောက်လိုက်တာ 1430 အဲ့တော့ ကဲရမလား ရပါတယ် ရမယ်နော်ပြီးသွားပြီလားပြီးအောင်တော့ပါဘယ်20ပြီးပြီလားဟေးဟုတ်ပြီ 边上嘛就当了，没中间了，听我说。 ဆရာ ဝေး နံပါတ်19မှာလေတန်းတို့ -3 ကိုထည့်တွက်ဖို့ကြံခဲ့ ။အိုးနောက်ဆုံးမှ -3 တစ်လုံး ဟုတ်တယ်ဆရာ အေးအဲ့ဒါလေးဆက်တွက်လောက်ရပါမလဲ။နံပါတ်19မှာနောက်ဆုံးမှလေး-3လေးတစ်လုံးထည့်တွက်ပေးနော်ဟုတ်တယ်။ဆရာတို့တော့ခွင်းမဲမြောက်ခဲ့ရတာ-3ထည့်တွက်ဖို့ကြမ်းနေတယ်။ထည့်တွက်ကြည့်သမီးအဖြေဘယ်လောက်ရပါမလဲ 459 450ဟုတ်ပြီ။ကဲဆရာ screen လေး share ထားတယ်ကလေးတို့တွေ့ကြလား တွေ့ပါတယ် တွေ့လား19မှာနောက်ဆုံးမှာ-3တစ်လုံးကျန်နေတယ်တွေ့သလားเนาะအဲ့ဒါလေးထည့်တွက်ပေးเนาะကဲကြည့်အောင်မိကွန်းဆရာတို့ဘာပြောဆိုတော့ choose the one best answer to each question မိကွန်းတစ်ခုစီကအကောင်းဆုံးအဖြေတစ်ခုကိုရွေးချယ်ပါတဲ့မိကွန်းတစ်ခုစီအကောင်းဆုံးအဖြေတစ်ခုကိုရွေးချယ်ပါတဲ့ပု္ပ္ပာတပည့်တို့ပုံလေးပုံပေးထားတယ်တောင်းပန်စတုကံပုံလေး lunch လို့ခေါ်တဲ့အလျားက17.5 မီတာဝစ်လို့ခေါ်တဲ့အတန်းက 5.6 မီတာအဲ့တော့မိကွန်းကဘာပြောလဲကြအောင် Jake ကနဲ့ S2 by enough funding ချာစီယိုလုံလောက်ပဲကျင်တယ်တဲ့ to enclose space အတွက် the rectangular garment shown above ထပ်မှာပေါ်ပြထားတဲ့တောင်းပန်စတုကံပုံပန်းချံကိုအပိတ်ကာဖို့အတွက်ခြံစည်းရိုးလုံလောက်ဝယ်ခြင်းပါတယ်တဲ့ဒါပြောမယ်ချိတ်ကအထက်မှာပေါ်ပြထားတဲ့တောင်းပန်စတုကံပုံပန်းချံကိုပိတ်ဖို့အလုံးပိတ်ဖို့အတွက်ခြံစည်းရိုးလုံလောက်ဝယ်ခြင်းတဲ့အဲ့တော့ the formula for finding the perimeter ဆိုတာပတ်လည်နာကိုရှာတဲ့ပုံသီနီးကတဲ့ of a rectangle တောင်းပန်စတုကံတစ်ခုဤ
ဒေါင်းမစတုကန်တစ်ခုရဲ့ပတ်လည်နာကိုရှာမဲ့ပုံသင်နည်းက P equal to 2L plus 2W တဲ့အဲ့ဒီမှာ P ဒီပတ်လည်နာကိုရည်ညွှန်းတယ် L က length ကိုရည်ညွှန်းတယ် W က width ကိုရည်ညွှန်းပါတယ်တဲ့ using the value from the drawing ပုံတွေဖော်ပြထားတဲ့ကဏ္ဍတန်ဖိုးတွေကိုသုံးပြီးတော့နော်ပုံတွေဖော်ပြထားသောကဏ္ဍတန်ဖိုးတွေကိုသုံးပြီးတော့ what is the perimeter in meter of the garage ပန်းချံဤပတ်လည်နာကိုမီတာနဲ့တွက်ပေးပါတဲ့ပန်းချံဤပတ်လည်နာကိုမီတာနဲ့တွက်ပါတဲ့ပြောမယ်ပတ်လည်နာဒေါင်းမစတုကန်တစ်ခုရဲ့ပတ်လည်နာကိုရှာတဲ့ပုံသင်နည်းက P equal to 2L plus 2W ဖြစ်တယ်ဆိုရင်တဲ့ပန်းချံရဲ့ပတ်လည်နာကိုရှာပြီးတော့မီတာနဲ့ဖော်ပြပေးပါတဲ့ဒါဆိုဆရာပြန်ပေးမယ်နော်သူပေးထားတဲ့ပုံကြီးကဒါဆိုဘာပုံဖြစ်မလဲပု္ပ္ပာရပေးထားတဲ့ပုံကဘာပုံလဲ တောင်းမရှုကမှာ ကံပုံပန်းချံနော်သူပေးထားတဲ့ပုံကြီးကတောင်းမှန်စတုကံပုံပန်းချံအလျားဘယ်လောက်ရှိတယ်လဲခင်ဗျတို့အလျားဆိုတာ lunch ကိုပြောတာ 12.5 အမ နော်ပြီးတော့ 12.5 မီတာရှိမယ်အနံ width ကဘယ်လောက်ရှိမလဲ 5.6 meter ပါ 5.6 မီတာရှိမယ်ပတ်ထားပါခြံစည်းရိုးခတ်ချင်ရင်ပတ်လည်နာကိုရှာခြံစည်းရိုးခတ်ချင်ဘာလုပ်ရမလဲ ပတ်လည်နာရှာ ပတ်လည်မှတ်ထားနော်ခြံစည်းရိုးခတ်ချင်ရင်ပတ်လည်နာကိုရှာပတ်လည်နာကိုရှာတဲ့ပုံသင်နည်းပေးထားတယ်တွေ့သလား P equal to 2L plus 2W တွေ့သလားဟေ့ ပါတယ် တွေ့တယ်နော်အဲ့တော့ကဲပြန်မေးမယ်တပည့်တို့ပတ်လည်နာကိုရှာတဲ့ပုံသင်နည်းလေးဆရာကိုပြောပြပါ P equal to အဲ့ဒီမှာ P ဆိုတာပတ်လည်နာ L ကအလျားပုံမှန်အလျားဘယ်လောက်ပေးထားလဲဆိုတော့ 12.5 မီတာ W အနံပေါက်ပေးထားလဲဆိုတော့ 5.6 မီတာဒီထိနားလဲသလား အားလည်းပါတယ် ဒါတော့အချင်းမြောက်မလားအရင်ပေါင်းပြီးမှမြောက်မလားပေါက်ပြီးမှပေါင်းမလား မြောက်ပြီးမှပေါင်းပါ ဒီမှာတောင်းပါမယ် အဲ့တော့ 12.5 ကိုနှစ်နဲ့မြောက်ပေးပါ 25 ပါ 12.5 ကိုနှစ်နဲ့မြောက်ဘယ်လောက်ရလဲ 25 ပါ 25 5.6 နှစ်နဲ့မြောက် 7.2 တက်ကြမှာနှစ်ပါ 17.2 အဲ့နှစ်ခုဘာပြန်လုပ်ပေးရမလဲ ပေါင်းပေးရပါမယ် ပေါင်းလိုက်တော့36.2 36.2 ယူနစ်ကဘာတက်မလဲဆိုတော့မီတာ မီတာ အဲ့တော့17မှာဆရာတို့ကအဖြေမှန်အဖြစ်နဲ့ဘာကိုရွေးရမလဲဆိုတော့ ABCD ပေးထားတယ်အဖြေမှန်သည် B ဖြစ်ပါတယ်ကဲနောက်တစ်ပုဒ်ဒါလေးရင်တွက်လိုက်ပါဦး ဒါဆိုတော့တိုင်းပြောတော့မှားတော့ရင်19က minus 213ရမှာပါ သမီးသုံးမဲ့တော့လေ သမီး20ခဏလေးစောတော့19အဖြေလေးပြန်ပြောပေး
19က minus 213ပါဆရာ သမီးဘာမှမထွက်ဘူးလေသမီးရဲ့ဒီမှာလေး ပထမဆိုအမှန်လားဆရာပထမ450ပထမ459 လေ459လေသမီးရဲ့ပထမဖြေက459ဟုတ်လား ဟုတ်တယ်ဆရာ ဆရာနေဦးလေဆရာတို့ minus 3ထည့်တယ် မနှုတ်ဖဲနဲ့ထွက်ထားဖြေကဘယ်လောက်လဲ မနှုတ်ဘဲနဲ့ထွက်ထားတာ462အဲ့ဒါကို3နှုတ်လိုက်ရ 62လေ462ထဲက3နှုတ်လိုက်တော့450 အဲ့ပြန်ပါ ဟုတ်ဆရာအဲ့တပြမှားတယ်ချင်လို့ပြန်တော့လိုက် ဩအဲ့ဒါပြန်လေးကျင့်နော်ဒါတွေကသမီးတို့မျက်စိလဲအောင်ဆရာခံနေတာကိုယ့်ဘက်ကိုတွိုင်းမျက်စိလဲပြီးတော့မှားတယ်နော်450ဆရာတို့3မှတ်နှုတ်မိတာက462အဲ့တော့3နဲ့နှုတ်လိုက်တော့459ဖြစ်သွားရော ဟုတ်ပါဆရာ 21ရပြီလား21 ရပါပြီ 21ပြီးပြီနော်ဟုတ်ပြီ21ပြီးစီရအောင်22မေကောနော်အဲ့ဒါမှ22မေကဲ तू က H နေရာမှာဘယ်လောက်အားလဲ H နေရာမှာဘယ်လောက်ထက်တော့အားလဲ minus 5ပါ minus 5ပါ Y နေရာမှာ minus 2 2ပါ2ပါ Y ပါ ပါတေချာကြည့်ပါဦး 2ပါ 9ပါ ဘူးနော် H နေရာမှာ minus 5 Y နေရာမှာ2အဲ့တော့မေကွန်းကကလေးတို့ဗာမေးလဲဆိုတော့ which of the following expression has the greatest value greater value ဆိုတာအကြီးဆုံးတန်ဖိုးလားအငယ်ဆုံးတန်ဖိုးလား အကြီးဆုံးတန်ဖိုး တန်ဖိုးနော်အကြီးဆုံးတန်ဖိုးဘသူဒီအကြီးဆုံးတန်ဖိုးဖြစ်မလဲတဲ့အောက်မှာ ABCD ပေးထားတယ်ပြန်ပြောမယ်နော် H နေရာမှာ9ကိုထည့်တွက်မယ်တဲ့ Y နေရာမှာ2ကိုထည့်တွက်မယ်ဆိုရင်တဲ့ ABCD ခုမှာဘသူကအကြီးဆုံးတန်ဖိုးဖြစ်မလဲတဲ့အဲ့ဒါကိုမေးတာအဲ့တော့အဲ့ဒါလေးကိုဆရာဒီလိုရှင်းကြမေကွန်းပြန်ပြောမယ်နော်သဘောပေါက်ဖို့လိုတယ်မေးနေကြပုံစံတိုင်းကိုတွေ့ဖယ်သွားတယ် H နေရာမှာအတုံ9ထည့်တွက်တဲ့ Y နေရာမှာ1ကိုထည့်တွက်တဲ့အဲ့ဒီလိုတွက်မယ်ဆိုရင်တဲ့ ABCD မှာဘသူအကြီးဆုံးဖြစ်မလဲတဲ့ကြည့်အောင် ကျတော့အိတ်ဆက်နေမှာအိတ်ဆက်နေမှာဘာကိုထည့်ထားမလဲ minus 5ပါ minus 5ပါ အိတ်နေမှာ minus 5ကိုထည့်ထား Y နေရာမှာကျတော့ 2ပါ 2ကိုထည့်ထားဒါဆို ABCD ၄ခုမှာဘယ်သူကအကြီးဆုံးလဲတဲ့ A က H plus Y ပေးထားတယ် B ကကြတော့ minus H plus Y ကိုပေးတယ် C ကကြတော့ HY ကိုပေးထားတယ် D ကကြတော့ minus 2HY ကိုပေးထားတယ်ကဲဘယ်သူဖြစ်တဲ့တိဖို့အတွက်ဆရာ A ကိုတွက်ကြည့်အောင်ဒီမှာဒီလိုပေးထားတာက H plus Y H က minus 5 Y က2အဲ့တော့အဖြေဘယ်လောက်ရမလဲ minus 3 minus 3မှာပါတယ်အဲ့တော့ B က minus H plus Y အဲ့တော့ minus က minus H နေရာမှာဘာထည့် 5ပါ H နေရာမှာ ဟုတ် 5 minus က 5 minus 5 minus 5 5ပါ ကဲအတုံးဆိုတော့ဘာဖြစ်သွားမလဲ အပေါင်းပါ ပေါင်းပါ ဒီပြစရာမလိုဘူးအဲ့တော့အဖြေဘယ်လောက်ရမလဲ 9ပါ 7 အ B ရဲ့ဖြေက9 C က HY ဆိုတော့ H နဲ့ Y နဲ့ဘာလို့ပေးရမလဲ ရောက်ပေးရပါမယ် ကြောက်ပေးရမယ်နော် H နဲ့
ဒါက x က minus 5 y က 2ကဲမြောက်ပဲလက္ခဏာပြလာမလဲ ဘတ်တူပါဘူး နောက်အနလီက30 30ပါ ပြောနားလဲသလား နား နားလ လ ည် ည် ပါ ပါ တယ် minus 2xy minus 2က minus 2ပဲဆရာဒီလိုတွက်လိုက်မယ်နော်သေချာကြည့်အပေါ်မှာ xy တွက်ထားတာမရှိဘူးလား ရှိပါတယ် လေ အဲ့တော့ xy တွက်ခဲ့တာအဖြေဘယ်လောက်ရလဲ minus 10ပါ minus 10ပါ အဲ့ဒါကိုတစ်ခါတည်းအဖြေကိုကူးချပလိုက်ပဲဘောကနေအဲ့ဒါလေးနားလဲသလား နားလည်ပါတယ် xy ကိုထပ်မမြောက်တော့ဘဲနဲ့အပေါ်ကနေကူးချလိုက်တာကဲလက္ခဏာကိန်းတစ်လုံးမြောက်ပါလားလက္ခဏာမတူတဲ့ကိန်းတစ်လုံးမြောက်ပါလား သူ့ရဲ့ကိန်းနှလုံးမြောက်ပါပါ လက္ခဏာကိန်းတစ်လုံးမြောက်ရင်ဘာလက္ခဏာရမလဲ အပေါင်းလက္ခဏာ ပေါင်းပါ အောက်20ရမယ်နော်ကြီးဆုံးကိုရွေး A လား B လား C လား D လား ဒီပါ ဒီပါဆရာ ဒါက D ဟုတ်ရ ထားပါဒီမှာပြူရွေးတော့ကလေးတို့ပြီးခဲ့တဲ့ဗုဒ္ဓဖူးနေ့ဟုတ်ပါဗုဒ္ဓဖူးနေ့ရလားအစည်းအဝေးလုပ်တာလေကလေးတို့ ဟုတ်ပါဆရာမနေ့ကပါ မနေ့ကအေးအဲ့ဒါလေးဆရာမသိလို့ပါနော်ဆရာမိဘတွေကိုတောင်းပန်ပါတယ်ဟိုဆရာအခုကနည်းနည်းလေးမြန်မာချီတွဲတွေနဲ့နည်းနည်းလေးအလုပ်ရှုပ်နေကွာတို့မြန်မာသင်ရိုးမှာသင်ချာတော်တော်လေးခတ်တယ်သူကကြာရင်သင်ချာကြတယ်ဂုံတူးကြံရင်သင်ချာကြံတယ်အဲ့တော့ဆရာဘာလုပ်နေရလဲတော့စာတွေကတော့ပြီးနေပေမဲ့စာမွေးကတည်းကသူတို့ဓာတ်ရည်ဝပြီးတော့လွယ်ကူကူဖြည့်နိုင်အောင်လို့အချိန်ပိုတွေဝင်ចောင်းသားအားလုံးပေါ့ချိန်ပိုတွေဝင်အဲ့လိုမျိုးမနက်ဆိုရင်ဆရာ၄ခွဲကနေစတင်ရတယ်၄နိုင်ခွဲကနေည online ပြီးမှပြီးသွားအဲ့လိုတစ်ချိန်ပြီးတစ်ချိန်ချင်းပြီးဆရာအမှန်တော့သင်ရိုးတွေကပြီးနေပြီဆရာနားလို့ရတယ်တိုးပေမဲ့စောစောပြောပေါ့နော်သင်္ချာခတ်နေတဲ့အခါမှာသင်္ချာခတ်တာရဲ့တို့မြန်မာကျောင်းတွေကစုံပဲပေါ့ကွာစုံပဲပေါ့တချို့ကလေးတွေကလည်းအတန်းကြော်လာကြတယ်အတန်းမကြော်တဲ့ကလေးတွေကလည်းပဲအောင်မနေ့ကပညာရေးစနစ်ကိုဖြတ်တန်းလာရတယ်ပြီးတော့သေရုပ်ကုန်တွေပြီးတော့အတန်းတွေကိုကြော်ဖြတ်လာတာမဟုတ်ဘူးဆောင်းမွဲမှာပါမာ၄တောက်တွေကိုပဲရွေးတင်ပြီးတော့အတန်းတွေကိုကြော်ဖြတ်လာတာဖြစ်တော့ဟို grade 12လဲကြောက် grade စာကိုသင်ယူလက်ခံနိုင်တဲ့စွမ်းရည်တို့မှမရှိတော့ဘူးအဲ့တော့ဆရာတို့ကပင်ပန်းခံပြီးတော့သင်ရเนาะအဲ့ဒီအတွက်ဆရာကဘာဖြစ်တော့ group တွေကိုလည်းဆရာဝင်မကြည့်အားဘူးအဲ့လိုဖြစ်သွားတာပါပြီးခဲ့တဲ့အစည်းအဝေးကတော့ physics ဆရာမကြီးကဆရာဆန်းပြီးတော့တတိပေးတယ်အဲ့လိုမျိုးအဲ့ဒါမနေ့က physics ဆရာမကြီးကဆရာကိုဖုန်းဆက်တယ်သူဖုန်းဆက်တဲ့ချိန်မှာဆရာဖုန်းမအားဖြစ်နေတာလားမသိဒါပေမဲ့ဆရာလည်းဆရာမကြီးမဆေးကိုအနက်ကမှဆရာတွေ့တယ်အဲ့ဒါမနက်ကမှတွေ့တော့မှဆရာပြန်ခေါ်ကြည့်တော့ဆရာသိတယ်ကဲကလေးတို့ရေနံပါတ်22ပြီးပြီလားနားလည်ရဲ့လားတည်တည်ချာချာ နားလည်ပါတယ်ဆရာ ဒီဒါဆိုရင်ဆရာတို့23ကိုဆက်သွားကြည့်မယ်23ကိုဆရာတို့ဆက်သွားမယ်ကဲမိကိုနံပါတ်23လေးကြည့်လိုက်ပါဦး
ကဘာကိုတွက်ခိုင်းတာဆိုတော့2 divided by x power minus 4ကိုတွက်ခိုင်းတာအဲ့တော့2 divided by x power minus 4အဲ့ဒါလေးကိုမှတ်ထားပါ2 divided by x power minus 4ကိုတွက်ခိုင်းတယ် x တရားမှာ2ကိုထည့်တွက်ခိုင်းတယ်2 divided by x power minus 4ကိုတွက်တဲ့ x ရဲ့နေရာမှာ2ကိုထည့်တွက်တဲ့မိခွန်းနားလဲသလား ဒါလည်းပါဆရာ သူ့ကိုတွက်ခိုင်းတာလဲမိခွန်းကဘသူ့ကိုတွက်ခိုင်းတာလဲကဲနားလဲတယ်လည်းပြောသေးတယ်ဖြေကြအောင်လေမိခွန်းကဘာလဲဘာကိုတွက်ခိုင်းတာလဲနှစ်နဲ့ဆိုအဲ့လိုပြောချင်တာနှစ်နဲ့ဆို 2 divided by x power 4 minus 4မိခွန်းကတွက်ခိုင်းတာแต่ပြောမနော်မိခွန်းကတွက်ခိုင်းတာက2အစား x power minus 4ကိုတွက်ခိုင်းတာအဲ့ဒီ2အစား x power minus 4ကိုတွက်ဖို့အတွက် x တရားမှာဘယ်လောက်ထည့်ပေးရမလဲ နှစ်ပါ ပြန်ပေးမယ်ဆရာပြန်ပေးမယ်နော်ပြန်ပေးမယ်မိခွန်းကဘာရှာခိုင်းတာလဲ 2 divided by divided by x power x power minus 4အဲ့ဒါကိုရှာဖို့အတွက် x နေရာမှာဘယ်လောက်ထည့်တွက်ရမလဲ 2 x နေရာမှာ4လား2လား 2ပါ 2တော့တွက်ရမယ်နော်ကဲစမယ်ဆရာတို့တွက်ခိုင်းတာကနံပါတ်23ဆရာတို့တွက်ခိုင်းတာက2 divided by x power minus 4 2 divided by x power minus 4 x တရားမှာကိုထည့်တွက် 2ပါ ဒီအောင် x ညာမှာ1ကိုထည့်အဲ့တော့ဆရာသင်ခဲ့ထပ်ညိုးမှာအနှုတ်ပါဘာလို့ရမယ်လို့ဆရာသင်ခဲ့လဲထပ်ညိုးမှာအနှုတ်ပါအခြေကိုပြောင်းပြန်လှန်ဟုတ်ပြီနော်ဆရာပြောထားတယ်စုလေးတွေပတ်စုအတွက်တိတက်ဆောင်လေးတုပ်ဘေးမှာထားအဲ့ဒီထဲမှာလိုအပ်တဲ့ပတ်စုတွေထက်ထက်ရေးထားနော်စမေးဝဲမဖြေခင်မှာပတ်စုကိုပဲတပည့်တို့ကကြည့်ရှုရမှာပါပြောမယ်ထပ်ညိုးမှာအတုပ်ပါရင်အခြေကိုပြောင်းပြန်လှန်ထပ်ညိုးမှာအတုပ်ပါရင်အခြေကိုပြောင်းပြန်လှန်အဲ့တော့အခြေကဘာတူလဲတပည့်တို့2ပါ 2ပါဗျာ2ကိုပြောင်းပြန်လှန်တော့2အောက်မှာပိုင်းခြေပေါ်ပြထားတာမရှိလို့ဘယ်လောက်ရှုမလဲ2အောက်မှာပိုင်း 1ပါ 1အဲ့တော့ပြောင်းပြန်လှန်တော့2 by 1ကိုပြောင်းပြန်လှန်တော့1 by 1 by 2 1 by 2ဒါဆိုဆရာပြန်ပြီးအဲ့တော့ဘာကြောင့်ပြန်လှန်လိုက်တာလဲထပ်ညိုးမှာ အညမနှုတ်ပါနေလို့ ဒီမှာတော့ပါ အခြေကိုပြောင်းပြန်လာမရတာပါ အခြေကိုဘာဖြစ်လို့ပြောင်းပြန်လှန်တာလဲ ထညမနှုတ်ပါနေလို့ပါ ညိုးမှာအတုပ်ပါနေလို့အခြေကိုပြောင်းပြန်လှန်တာပြန်ပြောမယ်နော်ဘာဖြစ်လို့ပြောင်းအခြေကိုဘာဖြစ်လို့ပြောင်းပြန်လှန်တာလဲ ထညမနှုတ်ပါနေလို့ ညိုမှာအ အခြေ ပါ ကို နေ ပြောင်း လို့ ပြန် အ လာ ချိန်ပြော အဲ့ဒီလိုပြောင်းပြန်လှန်ဆိုရင်ထညိုးရဲ့လက္ခဏာကိုပြောင်းပေးရတယ်အဲ့တော့အတုပ်၄တက်ကနေအပေါင်း၄တက်ဖြစ်သွားတယ်ဒီတိသားလဲသလား တဲ့ပါဆရာ ဖြစ်ပါတယ် ဒီတစ်ခါဆရာဘာလုပ်မလဲဆိုအစားကိုအပြောက်ပြောင်းမယ်အစားကိုအပြောက်ပြောင်းမယ်အစားကိုအပြောက်ပြောင်းရင်လည်းပဲနောက်ကိန်းကိုပြောင်းပြန်လှန်ပေးရတယ်အဲ့တော့1 by 1 4တက်နေ1 4တက် by 1ဖြစ်သွားတယ်နားလဲသလား အဲ့ဒါပါဆရာ ဖြစ်ပါတယ် အဲ့ဆိုတော့1ကို4နဲ့တာလား1 4လုံးပြောက်တာလား ဒီလို ဒီလိုလုံးလာပါ လောက်ရလဲ ဖြစ်ပါ 6တော့16နဲ့လီ 32ပါ နဲ့ 32ဒါကြောင့်အဖြေမှန်တဲ့ A မှာ31ပူထားတယ် B မှာ16ဒီလိုပေးထားတယ် A က31 B က16 C က8
D က minus 6b ကဲအဲ့တော့မှဘယ်သူ့ကိုရွေးမလဲခလေးကြီး A ဘာ ကိုပါ A ပါဆရာ အဲ့ဒါပဲနားလဲသလား နားလဲပါသည် နားလဲပါရဲ့ဆရာ ဆရာအိဇာကဆရာတေးနတ်တော်ရညံတရားတော်ဆရာစစ်ပြီးသွားပြီအားလုံးအိဇာကိုလောက်ကြနော်အဲ့တော့နတ်တော်ရညံသမီးလေးပါကအကုန်မှန်တယ်မဖြေထားတဲ့နှစ်ပုတ်ရှိတယ်အဲ့ဒါကိုဆရာရှင်းပြပေးပါမယ်ဟိုအကုန်လုံးအားလုံးထပ်ပြီးတော့မှအားလုံးခြုံငုံပြီးတော့ဆရာကဘယ်နံပါတ်တွေရှင်းမယ်ဆရာအဲ့လိုမျိုးလုပ်ပေးမယ်နော်နောက်တစ်ပတ်ကျရင်တော့ပထမအိဇာကိုဆရာတို့ရှင်းမယ်ဒီတစ်ပတ်လည်းပဲအိဇာတွဲပြီးတော့ပါလာပါတယ်အိဇာ3ရွက်ပါလာတယ်နော်အိဇာ3ရွက်ပါလာတယ်ဆိုတော့ဆက်ပြီးတော့စူးစမ်းကြည့်ပါထပ်မှာပါမယ်အိဇာမရရင်မဖြေပါနဲ့မရတာကိုမဖြေပါနဲ့မကူးချပါနဲ့ AI ကိုမမေးပါနဲ့ Google မှာမရှာပါနဲ့ဆရာပြောတာသဘောပေါက်လားဟုတ်ပြီနော် ဟုတ်ပါ AI မှာအားနဲ့ချက်ရှိတယ်နော်ဆရာအထင်ပေါ့ကွာဥပမာပေါ့မောင်မောင်နဲ့ဒါမောင်မောင်ပေါ့နော်ဒါမောင်မောင်ဒါအောင်အောင်ဟုတ်ပြီနော်ဒါအောင်အောင်အဲ့တော့မောင်မောင်ကမွေးရပါပါတဲ့ကြောင့်မောင်မောင်ကညံကောင်းတယ်မောင်မောင်ကညံကောင်းအောင်အောင်ကမကောင်းဘူးဟုတ်ပြီနော်အဲ့တော့ AI မပေါ်ခင်ကမောင်မောင်လုံးသမျှကိုအောင်အောင်ကလိုက်မလုံနိုင်ဘူးနော် AI မပေါ်ခင်တုန်းကမောင်မောင်လုံတာကိုအောင်အောင်လိုက်မလုံနိုင်ဘူးမောင်မောင်ကိုအောင်အောင်ကမမီဘူးအဲ့တော့ AI ပေါ်လာ AI ပေါ်လာတော့အောင်အောင်က AI ကိုသုံးချပြီးတော့ဘာလုပ်သူက AI ကိုမေးစမ်းပြီးလုပ်တယ်အဲ့ဒီခါမှာဘာဖြစ်လာလဲအောင်အောင်ကမောင်မောင်ကိုအမိလိုက်လာနိုင်တယ်ဒါပေမဲ့တွေ့မှတကယ်စဉ်းစားမောင်မောင်ကသူ့ရဲ့ကိုညံရည်နဲ့အောင်အောင်ကသူ့ရဲ့ပင်ကိုညံရည်ညံသွေးနဲ့မောင်မောင်ကိုမိသွားတာလား AI ကြောင့်မိသွားတာ AI A ကြောင့်ပါ ဟုတ်မိသွားတာအောင်အောင်ရဲ့ကိုရည်သွေးမဟုတ်ပါဘူးเนาะဆရာလူနာကဆရာတပည့်လေးတွေရဲ့ကိုရည်ကိုသွေးပါနားလဲတယ်เนาะဒါကြောင့်ဘလောက်ပဲပင်မပါပါစေခုဆိုလဲဆရာတွဲတွေကိုဆရာပင်မခံပြီးတော့စောစောဆရာပြောတယ်တင်တယ်ဆိုတော့ငွေကြေးဆရာတင်နေတာမဟုတ်ဘူးငွေကြေးအတွက်ဆရာကတပြားတစ်ချက်မှသူတို့မကောက်ဘူးဆရာပင်မခံပြီးတင်ဘာကြောင့်လဲဆရာရဲ့ဂုဏ်သိက္ခာနောက်တစ်ခုဆရာစီမှာတတ်ထားပြီးရင် grade 12အတွက်ရင် grade 12နဲ့ပတ်သက်တဲ့အသိဉာဏ်သူတို့မှာရှိကိုရှိသွားဒါကြောင့်ဆရာပင်မခံပြီးတော့တင်နေတာဟုတ်ပြီနော်အဲ့တော့တပည့်တို့ကဒီချိန်မှာအဖြေကိုရယူနိုင်တဲ့နည်းလမ်းတွေအများကြီးရှိပါတယ်ဒီ level ကိုကဖြေပါမယ် AI ကကီးတွေစာအုပ်တွေစာပြီးတော့လည်းဖြေလို့ရပါတယ်ဒါပေမဲ့မလောက်ကြပါနဲ့မရရင်ကွက်လက်ပဲထားပေးပါဆရာကလေးတို့နားလည်အောင်ရှင်းပြပါနားလည်တယ်နော်ဆရာလို့ပေကိုအရေးသူဆရာဗရနားလည်လားဟာအိဇာလေးတွေဆက်အပတ်အိဇာလေးတွေဆက်ရှိမယ်ဟုတ်ပြီနော်ထပ်စူးစမ်းကြည့်ပါနော်မဆက်ရသေးတဲ့ကလေးတွေလည်းဆရာမနှက်ဖြာမှာအပြီးစစ်ပေးပါမယ်စစ်ပေးပြီးတော့နောက်တစ်ပတ်မှာပထမအိဇာရဲ့လိုအပ်တာလေးတွေဆရာသင်ပေးပါမယ်မင်းတို့ဆရာထပ်ပြောမယ်အိဇာသည်အခက်ဆုံးလို့ယူဆရတဲ့စာအုပ်ကိုဆရာရွေးချယ်ပြီးတော့မင်းတို့ကိုပေးထားတာပါအဲ့တော့ရတာတွေရှိမယ်မရတာတွေရှိမယ်အကုန်လုံးပြရင်အကုန်လုံးထားတာဒါပေမဲ့မဖြေဘဲနဲ့တော့ဆရာသားမရလို့ထားရတယ်သမီးမရလို့ထားရတယ်ဆိုပြီးတော့မလိမ်ရအောင်เนาะကြားလားเนาะကိုတကယ်မရမှတကယ်ထားပါလောက်ကြည့်ပါဒါမင်းတို့ဘဝအတွက်ပါအလုံးကြားလား ကြားပါတယ် ကြားပါဆရာ အဆိုဆရာသင်ကြားမှုဒီနေ့ရပ်ပါမယ်မနေ့ကအစည်းအဝေးမှာရှိတာကဆရာကတယောက်တည်းရှိတာဆရာကပြက်ကွက်သွားတယ်ဆိုတော့ဆရာအများကြီးစိတ်မကောင်းဖြစ်ပါတယ်ဆရာတကယ်ဒီနေ့မှသိလို့ပါမိဘတွေပြောပေးပါဆရာလူညွတ်တောင်းပန်ပါတယ်လို့ဟုတ်ပြီနော်ကဲအားလုံးပဲကလေးတို့မနေ့ကပြန်ဆုံကြမယ်မင်္ဂလာပါ
ငါပါဆရာ ဆရာ မင်္ဂလာပါဆရာ